ယောက်ျားထားခဲ့ပြီးမှအောင်မြင်သွားတဲ့မိန်းကလေးတချို့ခမားတို့တွေ့ဘူးမှာပေါ့အဲ့ဒါဘာလို့လဲသိလားအဲ့ဒီမိန်းမရဲ့ဖုံးကန်ကြောင့်ပဲတချို့မိန်းကလေးတွေရဲ့ဖုံးကန်ကတော်ရုံယောက်ျားလေးသူတို့အနာကြကြမနေနိုင်ကြဘူးအဲ့ဒါကြောင့်လဲမိန်းကလေးတယောက်အနေနဲ့ယောက်ျားကဖောက်ပြန်သွားလို့ဖြစ်စေကိုချစ်သူကထားသွားခဲ့လို့ဖြစ်စေအကြောင်းကြောင့်ကိုကိုစွန့်ပစ်ခဲ့ရင်ဘဝပြတ်တဲ့အထိမခံစားကြပါနဲ့ကိုနားမနေခြင်းတော့လို့မနေနိုင်တော့လို့ထွက်သွားတဲ့လူတယောက်အတွက်ဝမ်းနဲ့ကြေကွဲပြီးအချိန်တွေအကုန်ခံနေမဲ့အစားကိုဘလို့ပြန်တိဆောက်ရမလဲကိုသာစဉ်းစားပါတစ်ဖက်ကပြန်တွေးရင်ဒါပြောရမယ့်ကိစ္စပါလက်ခုပ်လက်ဝါတီးပြီးတော့ကိုဂုံပြူရမှာပါဘာလို့လဲတိလားကိုမှငယ်ကုန်ရှိနေတော့ကျမ်းမာတန်ဆွမ်းနေတော့ရှာနိုင်တော့ဖွေနိုင်တော့အချိန်တီးလိုက်ရတဲ့အတွက်ပါပြီးတော့လေကိုတန်မိုးနားမလဲတဲ့လူတယောက်ရဲ့ဘေးမှာအတိတ်ပဲမဲ့ဖြတ်တန်းနေရတာထက်အနောက်ဖွဲ့ကင်းနဲ့ကိုဘဝကိုလွတ်လပ်စွာတည်ဆောက်နိုင်ဖို့အခွင့်အရေးတွေရလာတဲ့အတွက်ပူပျော်ရမှာပါတခါတော့ကဘရင်ကြီးတစ်ပါးမှာသမီး၃ယောက်ရှိတယ်။တနေ့အရှင်မင်းမြတ်ကသမီး၃ယောက်ကိုသမီးတို့အခုလိုနေရတာဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုမေးတယ်။အဲ့ဒီတော့သမီးအကြီး၂ယောက်ကဖခမဲတော်ကြောင့်ပါဆိုပြီးပြန်ဖြေတယ်။ဒါပေမဲ့သမီးအငယ်ဆုံးကတော့သူ့ရဲ့ဘုံကံကြောင့်ပါဆိုပြီးဖြေတယ်။အဲ့ဒီတော့ဘရင်ကစိတ်ဆိုးပြီးအငယ်ဆုံးသမီးတော်လေးကိုအဲ့ဒီတိုင်းပြည်ရဲ့အစင်းရဲဆုံးလူသားနဲ့ပေးစားလိုက်တယ်။တနေ့တော့သူစင်းရဲကထင်းခုတ်ဖို့သွားတဲ့အချိန်ချောင်းတစ်ခုရဲ့အကူးမှာစိန်တွေကိုတွေ့တယ်ထင်းခုတ်သမားလေးကသူ့ရဲ့မိန်းမဆော့ကစားဖို့ဆိုပြီးဒီစိန်တွေကိုယူလာပေးတယ်ဒါပေမဲ့သမီးတော်လေးကဒါဟာဘရင်ဘန္နာအနေနဲ့ပို့ပြီးတော့တင့်တော်ကောင်းမြတ်ပါတယ်ဆိုပြီးဘရင်ကြီးကိုအဲ့ဒီစိန်တွေကိုဆက်တဲ့အဲ့ဒီမှာထူးဆန်းတာကလေဘရင်ဘန္နာအနေနဲ့ဆက်တက်လာရင်စိန်တွေကမိသွေးတွေဖြစ်ပြီးအငယ်ဆုံးသမီးတော်လေးရဲ့ဥစ္စာလို့တတ်မှတ်ရင်စိန်တွေပြန်ဖြစ်သွားတယ်တဲ့အဲ့ဒါဘာလို့လဲဆိုတော့ဒီအငယ်ဆုံးသမီးလေးရဲ့ဖုံးကန်ကြောင့်ပဲနောက်ဇလန်လေးတစ်ပုတ်ရှိသေးတယ်ကျွန်တော်တို့အများသိတဲ့အမေရိကန်သမ္မတအိုဘားမားကသူ့ဇနီးနဲ့အတူစားတောက်ဆိုင်တစ်ခုမှာသွားစားကြတယ်အဲ့ဒီတော့စားတောက်ဆိုင်ပိုင်ရှင်ကသူ့ရဲ့ဇနီးကိုစကားပြောချင်လို့ဆိုပြီးသမ္မတကြီးစီမှာခွင့်တောင်းတဲ့ဆိုင်ရှင်ဖြစ်သူနဲ့စကားပြောပြီးပြန်လာတဲ့ဇနီးကိုသမ္မတကြီးအိုဘားမားကမေးတယ်အဲ့ဒီတော့ဇနီးဖြစ်သူကသူ့เจ้าနေစဉ်ကကြိုက်ခဲ့တဲ့သူပါဆိုပြီးပြန်ဖြေတယ်တကယ်လို့တာမင်းတို့ရခဲ့ရင်အခုလောက်ဆိုရင်မင်းဒီစားတောက်ဆိုင်ပိုင်ရှင်ရဲ့ဇနီးဖြစ်နေလောက်ရောပေါ့ဆိုပြီးအိုဘားမားကပြန်ပြောတယ်အဲ့ဒီတော့လေသူ့ရဲ့ဇနီးမိရှယ်ကဘာပြောလဲသိလားမဟုတ်ဘူးလေကျမနဲ့သာသူရခဲ့ရင်အခုလောက်ဆိုသူအမေရိကန်သမ္မတဖြစ်နေပြီလေတဲ့ဘလောက်အဓိပ္ပာယ်ရှိတဲ့စကားတွေလဲဟင်အဲ့ဒါကြောင့်လေပြောချင်တာကမိမတိုင်းမှာသူ့ဖုံးသူ့ကန်ဆိုတာရှိတယ်ယောက်ျားတစ်ယောက်ဖုံးကန်နေလာတဲ့အချိန်အဲ့ဒီမိမတစ်ယောက်ရဲ့ဖုံးကန်ကရှိမြဲတိုင်းရှိနေမယ်ဆိုရင်ကြောင်းမျိုးကြောင့်အဲ့ဒီယောက်ျားဟာအဲ့ဒီမိန်းမဘေးမှာကြကြမနေနိုင်ဘူးထွက်ပြေးခြင်းစိတ်ဖြစ်နေလိမ့်မယ်။ဒါကြောင့်ကိုစွန့်ခွာသွားလို့ဝမ်းနဲ့ပတ်လက်မျက်ရည်ဆက်လက်နဲ့ဘဝတည်နေတယ်လို့ကြံနေခဲ့တဲ့မိန်းမတွေကိုပြောချင်တာတတိရှိပါမတွန့်ပါနဲ့မကြောက်ပါနဲ့ဝမ်းမနေပါနဲ့။ကိုဘဝကိုလက်တွေ့ကြအကောင့်ထဲပေါ်နိုင်အောင်ကြိုးစားပါသူများကိုအာမကိုးပါနဲ့တနေ့ကိုဘုံကိုကန်နဲ့တန်တဲ့လူနဲ့ကြုံလာခဲ့ရင်ကို့အခြေအနေကဒီထက်ပိုတင်းတယ်လှပနေရမယ်လို့ကိုခံယူထားပါနောက်ဆုံးအဓိကမှာချင်တာကကိုပိုလှပပြီးပိုတောက်ပတဲ့မိန်းမတစ်ယောက်ဖြစ်ရှင်တန်နေထိုင်ပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးပါဗျတန်မိုးရှိတဲ့စာပေများကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတာမို့အကောက်လေးကို follow လုပ်ထားပေးပါနော်မူရင်းရေးသားသူအားလေးစားစွာကာဝရပြုရင်းခရစ်ထပ်ပေးပါတယ်ဟုတ်ကဲ့ကျွန်တော်ကံကောင်းပါကံကောင်းစာပေမှမေတ္တာဖြင်းမြဝေပါသည်